အားလုံးပဲနေကောင်းကြရဲ့လားမင်္ဂလာပါကျမတို့မြင်တဲ့အတိုင်းပဲလက်ကအယူအပ်ထားတာပေါ့နော်ဖြစ်သွားတာတော့ကိုငယ်တောက်ကြနေကကျမခွေးသွားကြောင်းရင်းနဲ့ခွေးကနေနောက်ကနေမထင်မပဲနဲ့ကျမကိုအတင်းတွန်းချပြီးတော့ပြေးတဲ့အချိန်မှာကျမလည်းဒီအသက်အရွယ်အားဖြင့်ပေါ့နော်ကျမကြက်ခံမှုနဲ့အားနေလာလို့ထင်တယ်အဲကြောင့်မို့ကျမလဲကြသွားတယ်ဒူးရောလူရောတခါလေးပြစ်ကြပြီးတော့ဖြစ်သွားတာပေါ့နော်တစ်ခေါက်ကလည်းအသတိထားမိလိမ့်မယ်ကျမတလုံးကလည်းသူနဲ့ခွေးသွားကြောင်းရင်းနဲ့ကျမတခါလဲဘူးတယ်လဲတဲ့ခါမျက်မှန်လေးအပ်သွားတာလည်းရှိတယ်ပေါ့နော်အဲ့တော့ကျမဒီမှာအကုန်လုံးကိုမျှဝေချင်တာတခုတော့ရှိအဲ့ဒါဘာလဲဆိုတော့ကျမသာပေါ့နော်ကျမအဲ့နေ့ကမထင်မှတ်ဖက်နဲ့ကျမမိတ်ဆွေတချို့နဲ့ဒီပေါ့နော်ရေးကြီးကျမကိုအကြံပေးတဲ့လူတွေနဲ့ကျမတွေ့ဆုံခဲ့တဲ့အချိန်မှာကျမကဒီအာမခံတွေဝယ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုအာမခံမျိုးတွေရှိရပေါ့နော်အလုံးစုံအာမခံတို့တတာအာမခံတို့ဒါမျိုးတွေရှိတယ်ပြီးလို့ရှိရင်ဒီ personal accident ဆိုတဲ့အာမခံမျိုးစားပေါ့ဥပမာဒီလိုမျိုးဒီမတော်တဆထိခိုက်မှုတွေအာမခံပေါ့နော်အာမခံတွေအများကြီးရှိတယ်အဲ့ဒီမှာကျမတခုခုကိုတော့ကျမစဉ်းစားမယ်ပေါ့နော်အဲ့ဒီကတော့စဉ်းစားမယ်ဆိုပြီးတော့ကျမပြောခဲ့ပြီးတော့ကျမအဲ့ဒီတော့ကျမမဝယ်ဖြစ်ခဲ့ဘူးဘာလို့ကျမစဉ်းစားကြံသေးတယ်ဆိုပြီးတော့ကျမမဝယ်ဖြစ်ခဲ့ဘူးဒါပေမဲ့ကျမကဘာတွေ့လိုက်လဲဆိုတော့လေကျမအဲ့နေ့ကကျမစဉ်းစားမယ်ဆိုပြီးတော့ကျမပြောခဲ့တယ်ဒါပေမဲ့နောက်တစ်နေ့မနက်ပေါ့နော်မနက်9နာရီမှာပဲကျမဒီအဖြစ်အပျက်ကိုဖြစ်သွားတဲ့ခါကျတော့ကျမဆေးရုံသွားပြီးတော့ကျမဒီကုန်ဘောနော်ကုသမှုတွေခံရတဲ့အချိန်မှာအကုန်လုံးသိတဲ့အတိုင်းပဲဒါကျမရဲ့ဈေးဖြစ်သွားတာပေါ့နော်အခေကြီးဒါကျမအဲ့နေ့ကကျမရဲ့ဒီပေါ့နော် personal accident ဆိုတဲ့ဒီမတော်တဆထိခိုက်မှုအမကန်တာကျမဝယ်ခဲ့မယ်ဆိုလို့ရှိရင်ကျမအခုချိန်မှာတော့တော်တော်လေးကုန်ကြစီအသက်သာဆုံးပေါ့နော်ဒီအသက်သာဆုံးနဲ့ကျမကအကာအကွယ်ယူပြီးသားဖြစ်မှာပေါ့ဒါပေမဲ့အခုချိန်ကျတော့ကျမအဲ့နေ့ကလည်းမယူခဲ့ဘူးပြီးတော့လို့ရှိရင်ကျမလည်းစဉ်းစားကြံသေးတယ်ဆိုတဲ့ဟာနဲ့ဖြစ်သွားတော့အဲ့မှာကျမအခုတကယ်လေဒီကိုယ့်ရဲ့မတော်တဆထိခိုက်မှုဖြစ်သွားတဲ့အချိန်မှာကျမဘလို့မှအကောက်ကမရခဲ့နိုင်ဘူးပေါ့နော်ဘယ်အဖွဲ့အစည်းမှာကျမအကောက်ကမရခဲ့နိုင်ဘူးအဲဆိုတော့ကျမပြောချင်တာလေဒါကျမရဲ့ကိုယ်တွင်းနဲ့ကျမပေါ့နော်အသိပေးချင်တာပါလဲဆိုတော့လူကြီးမင်းတို့တွေတကယ်လို့များပေါ့နော်စဉ်းစားခွင့်ရမယ်ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျမရေးကိုယ့်ရဲ့ဒီလိုမျိုးတော့မတော်တဆထိခိုက်မှုတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဒီအကာအကွယ်တွေယူထားဖို့ပေါ့နော်အကာအကွယ်ယူထားဖို့လိုတယ်ဒါကတော့ကျမအကြံပေးတာပါကျမတခြားဟိုအကြောင်းတော့မဟုတ်ဘူးကျမကိုရင်းနေဆိုကျမကိုယ်တိုင်ငွေကုန်ကြေးကြတွေများခဲ့တယ်ဒါတော်သေးတယ်ကျမမခွဲလိုက်ရလို့ဆရာဝန်တွေကလည်းကျမဘာကြံပေးလဲဆိုတော့ပထမဆုံးတော့ကျမဒီလဲဟာတော့ဂျိုးအပ်သွားတာပေါ့နော်အပ်သွားတာဒါပေမဲ့သူကအပ်တဲ့ဟာကိုသေချာလေးကြည့်ပြီးတော့ခွဲရမလားဆိုပြီးတော့လေသူတို့စိတ်ပူသွားတာအရှိဖြစ်ချင်တော့ကျမကဒီလက်ချောင်းလေးတွေပေါ့နော်လက်ချောင်းလေးတွေကျမလှုပ်လို့ရသေးတယ်ပြီးတော့အရန်ဒီမြောက်တာပင့်တာလဲဟိုနည်းနည်းလှုပ်လို့ရတယ်ပေါ့နော်အဲ့ဆိုအဲ့ဒါမှဆရာဝန်တွေကသူ consult လုပ်ပြီးတဲ့အချိန်မှာတော့ခွဲစရာတော့မလိုဘူးဒီကြောက်ပတ်တီစီးတာလောက်နေတော့အဆင်ပြေမယ်ပေါ့နော်ဒါလောလောဆယ်ကျွန်မတလားခွဲစီးရမယ်လို့ပြောတော့လောလောဆယ်တော့ကျွန်မဒီလိုအချိန်လေးဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တာကလူကလည်းအခုဆိုလို့ရှိရင်အိမ်မှာအနားယူနေရတယ်တဲ့အချိန်ထဲမှာပဲကျွန်မဒီလိုမျိုးဒဏ်ရာတွေနဲ့ပေါ့နော်ဒဏ်ရာတွေနဲ့လည်းဖြစ်နေတယ်နေလို့ထိုင်လို့လည်းအရင်အဆင်မပြေဘူးဆိုတော့ကျိုးသွားတာမဟုတ်တော့ကျွန်မအနေနဲ့တက်တော့ဖြစ်ပါတယ်ကျိုးသွားတာတော့မနာဘူးလို့ထင်တယ်ကျွန်မမကျိုးဘူးတော့ကျွန်မတိတ်တော့မသိဘူးသို့ပါတော့လေဒီမကျိုးတဲ့အတွက်ကြောင့်မလို့တော့တော်တော်လေးတက်တာသွားလို့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တာပါလဲဆိုတော့လူတယောက်ကလေတတိဆိုတာအများတန်းပို့တယ်လို့မရှိဘူးဒါကျွန်မကိုယ်တိုင်နဲ့တတိအများကြီးနဲ့နေထိုင်တဲ့လူဖြစ်တယ်ဒါပေမဲ့လည်းနောက်ကနေပြီးတော့ကိုမမျောလင်းထားတဲ့အရာပေါ့နော်မမျောလင်းထားတာကျွန်မကိုနောက်ကနေပြီးခွေးကအရှိန်နဲ့တိုးလိုက်တဲ့အခါကျတော့ကျွန်မမထင်မှတ်ဖ ೇನೆ လဲကျသွားတယ်ဒါမျိုးကအချိန်မေးဖြစ်နိုင်တယ်ဖြစ်တတ်တယ်ပေါ့နော်ဒါကျွန်မဆိုလို့ရှိရင်အများတတိနဲ့နေတယ်တတိနဲ့နေထိုင်စားတောက်တဲ့လူတော်မှဒီလိုမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်တခြားသူလည်းဖြစ်နိုင်ကြအများကြီးရှိတယ်ပေါ့နော်ဒီလိုခွေးတိုးတာမှမဟုတ်ဘူးဒါမှမဟုတ်အဲ့ဒီနာမည်ခွေတိုးတာပဲဖြစ်ဖြစ်ဘာတော့လူတစုံတယောက်ကနေပြီးတော့ပြင်းလွှိုင်းနေပဲထိမိခိုက်မိတာပဲဖြစ်ဖြစ်ဒါမျိုးတွေဖြစ်နိုင်တယ်ဖြစ်နိုင်လို့ရှင်ကျမလိုပဲလူခန္ဓာကိုယ်ပေါ့နော်ထိခိုက်သွားမှဒါလည်းစိတ်ပူတယ်စိတ်ခန္ဓာကိုယ်လည်းပင်ပန်းတယ်တစ်ချိန်တည်းမှာပဲ
ငွေရေးကြေးလဲပင်ပန်းနေပေါ့ငွေကုန်ကြေးကြရလဲရှိသွားတာပေါ့ရှိသွားတော့ဒီလိုမျိုးနေတာဖြစ်မယ်ဆိုလို့ရှင်တော့ကျမတို့ကဒီတခုခုစီရပေါ့တနေရာစီရပေါ့နော်ကျမအမကန်ခုနပြောသလိုပဲထိခိုက်မှုအမကန်ပေါ့ဒါတွေအကုန်လုံးကအမကန်ထားလို့ရတယ်ကျွန်မအမကန်ဒီကိုအကြောင်းအများကြီးပြောတာတော့မဟုတ်ဘူးအမကန်ကဆိုပါစို့ကုမ္ပဏီတွေမှာဝယ်လို့ရတယ်လို့ကျမတို့နိုင်ငံတော်ဆိုးကနေပြီးတော့ဒီရှိတယ်ထားဖွင့်လှစ်ပေးထားတဲ့ဌာနတွေရှိအမကန်ဒီနဲ့ပတ်သက်တဲ့အမကန်ဌာနတွေရှိတယ်ပေါ့နော်အဲ့မှာလည်းသွားပြီးဝယ်လို့ရတယ်ဝယ်လို့ရတဲ့ခါကျတော့ဒါပေမဲ့များသောအားဖြင့်တော့ဒီအစိုးရစီမံလဲဝယ်သလိုဒီနိုင်ငံတကာကုမ္ပဏီကြီးတွေဒီမြန်မာနိုင်ငံနဲ့အပူတပိဆောင်ရွက်ထားတဲ့ကုမ္ပဏီကြီးတွေလည်းအများကြီးရှိတယ်ရှိတော့သူတို့စီမံလဲသွားရောက်ဝယ်လို့ရတယ်ကျမတော့အကြံပေးချင်တာတော့ကိုပတ်စံကုန်တာပေါ့နော်အမကန်ကြီးသွင်းထားတော့အများကြီးမဟုတ်ဘူးကျမထင်တယ်ဒါဆိုလို့ရှိရင်ဒီတသိန်းတော့မပြည့်ဘူးနဲ့တူတယ်အဲ့လိုမျိုးလေးသွင်းရုံပဲသွင်းပြီးတော့တစ်နှစ်တစ်ခါပေါ့နော်လို့ကျမရဲ့ဒီဆောင်းရှောင်းမှုတွေထူလို့ရတယ်ဆိုတော့ကျမအခုဆိုလို့ရှိရင်တသိန်းမကတော့ဘူးလေနော်ကျမအဲ့နေ့ကသာဝယ်ခဲ့လိုက်တယ်ဆိုလို့ရှိရင်ဆိုပါစို့လောလတ်အကျုံးဝင်ပြီးသားဖြစ်မှာပေါ့ဒါပေမဲ့ကျမမဝယ်ဘူးစဉ်းစားမယ်လို့ပြောတော့ကျမဘလို့မှအကကွယ်ယူလို့မရဘူးဖြစ်သွားတဲ့ကြောင့်မလို့ကျမလောလောဆယ်တော့ဒီလိုလေးခံစားနေရတယ်ပေါ့နော်အဲ့ဒါလေးကိုမျှဝေခြင်းဖြစ်ပါတယ်ဒါကတော့အမကန်ထားရင်တော့ဒီနာပေမဲ့လည်းလူနာမဲငွေကုန်ကြေးကြတော့တက်တာမယ်ပေါ့နော်အဲ့ဒါလေးကိုဒီမှာလာပြီးတော့မိတ်ဆွေတို့လောက်မျှဝေပေးခြင်းဖြစ်ပါတယ်ကျေးဇူးပါ